ခင်ဗျားတို့သုံးပါပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးရင်တောက်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ကျွန်တော်တို့အကောက်တူသုံးတော့အဲ့ဒီရွာသိရပေါ့ဒီမှာအချင်းငတ်တူလေးတို့ကတော့ခင်ဗျားတို့အကောက်မလားဟိုကျွန်တော်တော့လုံးပြီတကောက်နေသုံးတာအချင်းငတ်တူလေးကကျွန်တော်အကောက်ပေါ်ဟဲဆရာတော်ကျွန်တော်ဖန်ပြနေပြီတော့ဒါတော့ပုံမတင်ရသေးဘူးဟိုဘက်ရွာနေတိရအောင်ကျမလည်းတိကျမတင်တဲ့ post အောင်မှာဗါတဲ့လှလိုက်တာဆီယမလေးရေဆိုအရှင်မန့်နာမလားဟုတ်တယ်လာလိုက်တာဆီယမလေးဆိုကျွန်တော်ဘာဘူးဖြူစင်စင်ကောင်းနေကျွန်တော်မန့်လိုက်တာလေးဆီယမရဲ့ဒီပါခင်ဗျားတို့သုံးအောင်နော်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ညာတော့ပေါက်တယ်နော်ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရည်လည်းရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကဲမှာမဟုတ်နော်ဦးတိုက်ထုံးပြောတာမင်းတို့ကြားတယ်မလားအေးဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီသွားတော့နော်ပြန်လို့ရပြီဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့တန်းဟုတ်နော်နော်ခံနေကြဆက်ခံလိုက်ဟုတ်တယ်ဆရာမလေးဘာဘူးဖြူစင်စင်ကောက်စားကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှအဲ့ဒါကျွန်တော်ပဲနော်ဟုတ်တယ်ဆရာမလေးဘာအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာကောင်းနေမှမသိကဲဘာယူဒီရွေးကောက်ပွဲဘယ်လိုနေလဲပွင့်နေတိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာကတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာကိုမင်းလေကျွန်တော်သိတဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတကဘာလုံးကစောင့်ကြည့်နေကြတယ်ပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေရတယ်ရှိနေကြသေးတော့ပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လည်းဗျာချိုးထားတဲ့ဘဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးအကန်နေဖြစ်ကုန်ကြတာဗောဗျာအဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာဒီခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြိုင်ကြဆိုတော့လေမဟုတ်ဗျာဟာခတ်တော့ခတ်တယ်ဂျားတွေကကျွန်တော်တို့ပြည်သူတွေကလေကြောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမိသားကဆောင်းတာအစားပွဲလန်းတပင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာဟေးကွာဒီဘာဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အသုံးချတတ်အောင်လေပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေအာယုနေအခုလာမဲ့ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ်ညဘာလို့ငါနဲ့တူနေမလားလို့လေကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာလူမှန်ရမှလမ်းမှန်
အဲ့ကြောက်အောင်မလား အေးဟုတ်တယ်ဗညာလည်းပါရောကွာ မိဘုံဒီကောင်ကြီးတိုးရရောက်သွားတာမဟုတ်ဘူးလား အေးဟုတ်တယ်လေ ဘလို့ရွာပြန်ရောက်နေတာဟုတ်တော့မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲမင်းတို့လည်းငါတကယ်အံ့ဩတယ်ကွာဒီရွာမှာနေတယ်ဒီရွာရေကိုတောက်တယ်ပြီးတော့ဒီရွာကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကဘာလဲဟမ် တော့ရွေချက်ခံချက်ကရှင်းတယ်လို့တော်နေပဲ မင်းတို့ကအဲ့ဒီလိုလုံးမတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားတယ်မင်းတို့ဘာလုပ်ပြီဟမ် ကျုပ်တို့လည်းလုပ်တာမဟုတ်စိတ်ရနာရှင်ကိုလုပ်တယ် ဆရာနာရှင်အဲ့ဒီစကားကိုတိတ်နားမလဲလို့ရှင်းပြစမ်းပါ မင်းတို့မှာအဖြစ်မရှိဘူးဆိုတော့ငါသိအေးအဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာ ဟာကြောက်မှဖေးရှိတယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျုပ်တို့လုပ်တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအဲ့ဒါတွေငါတို့မသိငါတို့ကတော့ငါတို့လုပ်ငါတို့ထုံးမှာအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါတော်လှန်ရေးပဲ ဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့ဟေးမင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးသတ်ပေးနိုင်တာရွေးကောက်ပွဲကဲကိုတို့ရကျွန်တော်တို့ရှေ့ထွက်မှာပဲရတော့ဘာဖြစ်လို့ရှေ့ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေတယ်မြေပြင်ချင်းတွေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေကြတာနားမရဘူးကျွန်တော်တို့အားလုံးပြောပြမှာပဲရတော့မယ် ကိုမင်းလင်းပြောတာဟုတ်တယ်ဗျာမကြခင်ရွေးကောက်ပွဲကလာတော့မှာအခြေအနေတစ်ခုပြောင်းလဲအောင်စ조사နေတဲ့လူတွေကိုသူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာပြတာပြလို့ရတယ်ကွာဒီနိုင်ငံလုံးတိုင်းတာနဲ့ကြတာလွယ်ပါမလားအာယူ ဩမင်းရလေကွာအဲ့ဒါတော့ကိုဒေတာကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလန်းဝေးသွားလိမ့်မယ်လေ မဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနေတာပါ အခုလာမယ့်ဒီဇင်ဘာ28ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ရက်တဲ့သူတွေကိုလည်းပဲအရေးယူမဲ့ဥပဒေတွေပုံမှန်ထုတ်ပြန်ပြီးပြီတိတ်လည်းစိတ်ဘူးမလိုပါဘူး စိတ်မပူလို့တော့မရဘူးတော့ဦးလေကြော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီငကောင်လည်းဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်သွားလည်းမသိပါဘူး ဘယ်လိုစိတ်ကူးတဲ့တော်တဲ့ဝင်ရမှာလဲစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာဒီကောင်တကောင်ကစာနာပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်တဲ့ပါသွားတာပဲအဲ့ဒါပဲ မကြောက်ဘာလို့ဘယ်လိုလုပ်ရွာလည်းပြန်လို့မရတော့အကုန်လုံးကုန် ခုမှတော့ဘူလာတုံးနေမင်းကငါပြောသားပဲစောကြီးတဲ့အဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ကိုရှော့ကုန် ဟဲ့မင်းတို့ကောင်ကလိုက်ရှာနေ မတော်နေတော့လေကွာကြီးတက်နေကိုကြီးဟုတ်နေပါ မင်းတို့ကရွာပြန်လို့မရတော့မလားဟမ် ကဲရွာပြန်ကျွန်တော်တို့အကုန်ဆွဲစီးတော့မှာဗျလှုပ်ထားတယ်တော်တော်များသွားပြီ ဟဲ့ငါဦးတော်လိုက်ကြီးဆက်သွယ်ပြီးတော့ကောင်ကြီးလက်မှတ်ထိုးလိုက် အာခံဝန်ဂတိတွေမှာလက်မှတ်ထိုးမနေနဲ့နော်မင်းတို့ခံဝန်ဂတိလက်မှတ်ထိုးတယ်မင်းတို့စောင့်ကြည့်ပြီးတော့ဆွတ်စီမှာပဲ ဒါဆိုကျုပ်တို့ကဘာလုပ်အောင်မလဲဗျာ ဟာမင်းတို့တော်တော့သွားကွာစစ်တင်တန်းနဲ့ပါတက်လာပြီးနိုင်ငံရေးခိုးလို့ခွင့်တောင်းအမေရိကန်ရောက်အောင်တို့ဒါပဲရှိတာလေ ဟ
ဟောကျုံတော့ဘူးကကူညီမှာလေကူက ငါကူညီမှာပေါ့ငါကူညီမှာမလို့လိုက်ရှာနေတာလေ ကိုတော့မအခုထမင်းစားဖို့တော့ပြဿနာတက်နေရနော် မပူနဲ့အဲ့ဒီဟာတော့ကတော့အေးစိတ်မိုင်းတာလေငါကူညီပေးမယ်လို့မလို့ပြောပြီးသားကွာ အဲ့ဆိုတော့ရရောက်ရောကျုပ်တို့ကဘာလုပ် မင်းတို့ကမှစစ်တနန်းတွေပါတယ်တက်ပြီးရင်မင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook မှာတင်အဲ့ဒီမှာနိုင်ငံကိုယ်ဝင်ရအောင်တော့ရှင်းလား ဟာအဲ့လိုမလွယ်ဘူးထင်တယ်နော် လွှဲအောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာတို့အကုန်လုံးအစီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်ကြောင့်မှတိုင်ပတ်နေတယ် ဒါကတော့သူတို့သမိုင်းသူတို့ရေးတာပဲလေဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေ့ရွေးကောက်ပွဲဆိုတာပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုဆိုတာရဲ့ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့လမ်းစာဆိုတာကိုကျိုးတို့ရွာလူကြီးနားလည်အောင်လို့အစည်းအဝေးခေါ်ပြီးတော့ပြောပြရင်ကောင်းမယ်နဲ့တူတယ်